ညီမလေးဘယ်ရောက်လဲမတစည်းတစ်ထောင်ညီမလေးမလည်းဈေးကြီးလိုက်တာ900ပဲထားပါဟဲ့ညီမလေးရဲ့ shop ပေးချင်ပါတယ်ဒါပေမဲ့အခုခေတ်ခုကလာကုန်စည်နှုန်းညီမလေးတည်တဲ့အတိုင်းပဲအရန်ဈေးကြီးတာအမပို့ပေးမယ်လीနော်ဟိုမှာ2စီးပဲယူလိုက်တော့မယ်နော်ညီမလေးကျေးဇူးပဲနော်ညီမလေးနော်ဟီးဆောင်းရမယ်ဟီးဆောင်းနေကောင်းဆောင်နေနော်တူဝဲကြမလဲငယ်ချင်းလှိုင်ဝါနဲ့စီရီရလားပြေတော့ပြေပါလေငါတို့တနာတာဟဲ့ငါကြားထားတာနော်သူတို့တွေကစင်ပြေဦးတယ်သူ့မဈေးရောက်နေတယ်ဘယ်တက်နိုင်မှမလဲငါတို့ချစ်တာတဲ့တနာတာငယ်စီပြေပြီးတာပဲချင်းနေကြရင်လည်းဖြိုးရမှာပေါ့ဟာအဲ့လိုက်တွေးမနေနဲ့လာတော့မယ်အားလေးရမပြန်လာပြီဟဲ့ဟောမိုင်းပြန်လာပြီလားလာမောင်လေးကူချပြီမယ်ဒီမှာလိုက်တာငါမောင်လေးမိုင်းမောလာပြီလားမလာတော့မကြီးလေးတော့တိုက်မယ်စားရုံမလေးมาလိုက်တော့ကွယ်မိုင်းဒီနေ့ဈေးရောက်ကောင်းလားကောင်းပါရဲ့မောင်လေးဒါနဲ့မောင်လေးကြောင်းအချင်းနေဂုံရေးစီးပဲမောင်လေးကြိုးစားရနော်မပြပါကွယ်ငါမောင်လေးအဲ့လိုမျိုးလိမ္မာတတ်မှာအဲ့ဒါမှမစိတ်ချရမှာပေါ့ဒါကြောင့်ဆိုငါမောင်တည်တဲ့အတိုင်းပဲမမတို့မှမိဘဆိုတာမရှိတော့အမစိတ်မကောင်းဖြစ်ပါနဲ့မမရဲ့နော်အေးလားမမပြင်မန်းတာကိုလည်းမောင်လေးသိတယ်အဲကြောင့်မောင်လေးကြိုးစားနေရနော်မနော်မချောင်းနေထိုးလာလားမကုန်းနေစားရထားပြန်ပြီခင်ဗျမောင်လေးကြီးထွေးတော့နောက်မစားနဲ့တော့မမလေးနော်ဟုတ်ပါပြီကိုရဟုတ်ပါပြီကျေးဇူးပါခင်ဗျာဟဲ့ဘောကျွန်တော်လည်းထိုင်တော့ထိုင်ချွေရအောင်သွားရင်လိုက်မွေးရတို့ပြင်တော့မယ်လေကွာအေးလိုက်မယ်ခင်ဗျမောင်လေးပြင်ခဏတော့လိုက်အောင်မနော်မခဏနာအောင်နော်လိုက်ရခဏပဲပြန်လာခဲ့မယ်အေးလာဟာပါနှခါဟောဦးလောင်းကျောင်းမထိုင်တော့မေးရနိုင်ရလေထိုင်ကိုလေဒီမောင်ရောဟောတဲ့ကောင်လာမရဦးလေမင်းကိုဈေးရောက်ကျွေးနေတာမင်း6မသွားနဲ့မင်းပညာတတ်ဖို့ဟုတ်မဟုတ်မင်းသင်ပေးနေတာမင်းဂယူးဆိုင်နေနော်ဟုတ်ကဲ့မဟုတ်မင်းတို့ဆုံးမတာခက်တယ်ကွာအခုမသားသားမယ်သွားဒီမဲ့နော်ဘယ်ကောင်ရောက်မအောင်မှန်းတာနည်းနည်းတစ်ခါပဲဆက်လိုက်ပါမင်းအင်ဂျင်ရောအစင်ကြီးရလားအေးငါလည်းမင်းအဲ့ဒါမင်းမလို့ရအောင်ဒီပါပဲကွာငါမှဈေးရောက်လာဆိုတော့စင်ပေးလိုက်ပြေးလိုက်ပေါ့ကွာငါမှစိတ်ဆင်းရဲနေနေရအောင်မင်းနဲ့မှဒုနှစ်ယောက်လုံးရှိရကွာတခုဆိုတို့ပြောလိုက်ဒါအားလုံးငါရှိရနော်ဒီပါဟောဒါနဲ့မနေ့ကညရင်ကောင်းမလေးနဲ့မင်းတို့ဝိဆက်ပြီးဘိုးမှာလာအေးရပြီနော်ဟုတ်ပါဘာသာနော်ဟုတ်ဘာသာလားဟုတ်ကဲ့ဒါနော်ဒီလုံးတော့ရပါဘောနော်မင်းကမလေးတော့တွင်ကွာရမင်းဒီဥဆိုင်နဲ့မွေးနဲ့ကွာရတော့ချာဥဆိုင်ကြည့်ရအောင်တော့ချာဥဆိုင်ယူလိုက်မင်းအစင်ဒီအောင်နိုင်ကြီးဝတ်သွားလိုက်ရဒီလိုပါနေနေရတော့ကြောက်ရပြီးရင်ဒီကောင်ရှင်းလိမ့်အေးပါငါရှင်းပါတော့ပါအေးတော့
ဟဲ့မိကောင်လေးကလည်းမလာသေးဘူးလား လာမှာပေါ့ဟာနင်ကလည်းခဏတော့ပေါ့ တော့ကြာနေပြီနိုင်လေးပါလေးလိုက်ပြောဟာအဲ့လိုတိတ်ဆိတ်ရှည်ရမဟုတ်ဘူးနော် ခဏလေးစောင့်ပါဟာလာမှာပေါ့ မတော်ဘူးလား အေးနေနေလာတော့လေဘယ်ရောက်နေကြပြီလား ကြာသေးပါဘူးကိုခဏလေးမှဆက်ပါ ဘယ်ကိုပြောတဲ့ကြားရှိရဆို ဟုတ်တယ်လက်ပြောဆက်ရှိတယ် ပြောလေးလေ တို့လက်ထပ်ဖို့ကိစ္စကိုကိုဘယ်လိုစီစဉ်ထားလဲ လေကိုမှဆင်မပြေတာလဲလဲတည်သားပဲမမကျမရဲ့ရှိသေးရဲ့လေ ဒါမှအမငယ်ပါနဲ့ကိုရဲ့လက်လက်ကြီးစီစဉ်ထားရှိပါရဲ့ကိုရဲ့နော် လူကြီးကပိတ်တမရှိဘူးနော်လူကြီးဘွားရောအမသွားနေကြမယ်ပြီးတော့ဘာလို့ပြန်စားတော့ကြမလဲပြီးတော့နော်နင့်မိဘတွေကနင့်ကိုပေါ်သူတာမဟုတ်ဘူးဘို့လိုမျိုးမျိုးချစ်ချစ်ဖြစ်နေတာသိသွားရင်ငါတက်ခံရလိုက်မယ် ဟုတ်တယ်ကိုရှိရလေပြောပါလေ ပြီးတော့ပါပဲဒီကိစ္စနဲ့စင်ကြည့်ပြီးတာပဲဒီနော်ပြီးတော့မှငါပဲလက်မလာနဲ့ငါတော့ကြောက်တယ် ဒီပြောမှန်နေလေဒါပေမဲ့ကိုယုံကြည်ပေးပါကိုပထမဆုံးချစ်သူကလက်ဖြစ်တယ်လို့ကိုလက်ထပ်မဲ့သူကလည်းလက်ပဲဆိုတာသင်နားလေပေးပါနော် နားလေပါလေဥစားရအစမီမသိရတာနဲ့လက်ချက်ခဲ့ရလေဆက်ဆက်ပြီးလည်းနားလေပြီးသွားမှာပါကိုရဲ့နော် 来呀，你干嘛咧？不对呀。 ဒါငါကောင်မလေးလဲတဲ့ဒါတော့ကိုတငယ်ချင်းမြတ်သူဟောတော့ကိုတငယ်ချင်းရဲဝင်းသူ့နာမည်ကတော့ဆက်တော့ဘူး မနဲ့ဆက်လို့ 对呀，玩的吧。 ဟောရမင်းတို့တောက်ချင်တောက်လေဒီနေ့ငါရှင်းမယ် 那时候妈给了，再买。你 ဟဲ့ညနေနေရေးကြီးဆောင်ကလာတာငါဆက်ဒီကူကိုကြမ်းမရဲ့ချင်နေဘလို့လဲ အေးမရဲ့ကျမလည်းအဲ့ဒါပြောမလို့ခေါ်လိုက်တာ အေးပြောပါဦး ကျမကလေတွေ့လဲတွေ့အောင်ပါတဲ့ ဟုတ်လား ပြီးလို့ရှိရင်စီးလဲပြိုင်းချက်အောင်ပါတဲ့အဲ့ဒါတော့မှအချိန်တစ်လပဲပြီးတယ် အေးငါအောင်ကြီးလည်းခေါ်ထားသေးတယ်စိတ်ပူလို့အောင်ကြီးလာမယ်တဲ့ငါဆက်ဒီပူနေတာအဲ့ဒါဥချင်းတော်နေလို့ကောင်းရလားတော့ နည်းနည်းတော့တက်တာပါမရဲ့ ဟုတ်ပါရဲ့သူဆိုင်ပါရဲ့ငါတို့ရှိအောင်ကြီးလည်းရှိဘာမှပူနဲ့တိလားတမသူဆိုင်အခုနေဆေးအောင်တက်မှာလားဘယ်လိုလုပ်လဲပြောအာမနာနဲ့ပြော ဆင်းကတော့မတက်တော့ပါမရဲ့ဒါဖြစ်လို့လဲဆိုတော့ကိုတေမနေ့ကနီးနေပြီလေကျမမောင်တက်ပဲကျမစိတ်မချဖြစ်နေတာ ဟောအောင်ကြီးလာတော့ပဲငါနေစောင့်နေတာ 好的。 အေးငါခေါ်လာအောင်ကြီးလာမယ်ငါပြောထားပြီးသားလေငါဆက်မကောင်းဟဲ့အခုဆေးလေးသွင်းရမယ် 好啦 ဆေး。လေးသွင်းရအောင်မယ်တဲ့ 哦。 အဆေးအောင်တက်မှာဆေးအောင်မတက်ဘူးချင်းမကောင်းဘူးလေဆရာ ဟုတ်တယ်ကိုအောင်ကြီးကျမလေးဒီမှာဒီပစ္စည်းလေးကိုလေသူ့ခွဲရောင်းချပြီးတော့များပေးရင်ကောင်းမလားဒါမှမဟုတ်လို့ရှိရင်သူ့ကိုပဲတိုက်ရိုက်ပေးရင်ကောင်းမလားလို့မင်းတို့တိုင်ပင်ကြလို့ခေါ်လိုက်တာငါလည်းအချိန်ကတိတ်မကြံတော့နင်တို့တည်တဲ့အတိုင်းပဲလေ လူငယ်ဆိုတော့သူ့ကိုပြင်မကောင်းဘူးလေ ဒီဘော ဘာလို့ဆိုတော့ရွာမှာရှိတဲ့ဘုန်းကြီးတွေလည်းပြင်ပြီး ဟုတ်တယ် ဒါမှမဟုတ်လေ သူ့ခွေရောက်တာ သူ့ခွဲရောက်ကြပြီးတော့ဘယ်အောင်အဲ့လဲပေါ့ ဟုတ်တယ်အောင် ဒါကြီးတော့ပေါ့ကွာ ဟုတ်တယ်အောင် မှန်တယ် အောင် ဒါကတော့သူ့လူငယ်သူဘာမှလောက်တတ်တာမဟုတ်လေ ဒါပဲလေ ဟဲ့သူ့ချက်မှရေးရလေတွေးလေသွင်းရအောင်မယ်ဆေးချအောင်မစတော့အဲ့ဒါမှစင်မပြေဘူးကငါဒီကငါပြောတာ ဟုတ်တယ် ကျွန်တော်အရင်ပြောနေတာညနေသွားမယ်လို့တာကူမြဘယ်လိုတော့မစိတ်အောင်တက်မှာလားလို့ငါအောင်ကြီးရှိတယ် စေအောင်ကတော့မတက်တော့ပါဘူးတကယ်ချင်းတို့ရဲ့ဒါကြောင့်ဆိုကျမအချင်းနေလဲကျမတိနေရပဲလေနင်တို့ကဒီစကားကြာငါဝမ်းတာပါလေဟာငါတိမဲ့ဆိုရင်တော့တိပြောနေပါပြီဒါပေမဲ့ငါမောင်တော့မတိစေနဲ့နော်ကွန်ကြီးနော် မင်းကဖျားတရားလုပ်ပြီးနာကျန်တဲ့ကိစ္စဘာမှမဟုတ်ဘူးတဲ့ငါတောင်းထား ငါမောင်နည်းနည်းစိတ်ချမယ်နော် စိတ်ချပါ့ဘာမှကောင်းတော့မတွေ့တဲ့ငါရှိပါစိတ်ချမ်းသာတာ
ပြီးတော့ကပြောင်းနေနော်အောင်မရှိတယ်ငါရှိတယ်ငါချိန်မရှိတော့ဘူးစကားဟိုနေမတွေးနဲ့နော် အေးပါတငယ်ချင်းတို့ရဲ့ငါကျေးဇူးတင်ပါတယ်နင်တို့ငါဘေးနားမှာအမြဲတမ်းရှိနေပြီလို့ ဘယ်လိုလဲဒီလိုကြောက်ရလဲဟာငါလေးနေလို့ကြည့်ပြီးစိတ်မကောင်းဖြစ်ရပါလေ ကိုကလေဖုန်းလေးမစပယ်နဲ့ရောက်ချလာတယ် ကိုလည်းပန်းသားရစကားပြောတယ်ရှိလို့ငန်ပြေးလာတာ ။ဘာပြောမှလဲပြောလေ ကိုနောက်တစ်ပတ်လောက်ဆိုလို့ရှိရင်လက်ထပ်ပွဲလေးစီစဉ်လို့ရပြီလေမမကလည်းပဲမိဘတွေပေးခဲ့တဲ့ရွှေတွေကိုဘာဖုန်းချီမှာအပ်ထားတာလေအဲ့လေးထူခွဲရောင်းချပြီးလို့ရှိရင်လက်နဲ့ဆစ်ဆက်ပေးမယ်လို့မမပြောတယ်ပြီးလို့ရှိရင်မမပြောသေးတယ်ဟွာအမေနေရာကနေပြီးတော့လှလှပပကြီးကိုဝင်ပြီးတော့လုပ်ဝေးဦးမှာတဲ့ဘယ်တော့ပြောလို့ကောင်းလဲ ။ပြောရလား ဟုတ်တယ်ဘာနဲ့ရာကြီးလက်ကိုယုံကြည်မှာ ။ရှုံပါရဲ့ကိုရဲ့။အဲ့နေကြလို့ရှိရင်လက်တငယ်ချင်းနဲ့ဖိတ်ရမယ်ကိုတငယ်ချင်းနဲ့ဖိတ်ရမယ်နော် ပြောပြကြီး ။ပြောလိုက်တာ လိုက်ပါပြောလေကွာဟိုမှာမင်းမပြေးအဲ့ဒီလဲနေလို့ဒါလိုက်ခဲ့အဲ့မင်းလာလိုက်ခဲ့ ကိုအောင်ကြီးမမကျမရှင်တို့စိတ်ချမယ်နော် စိတ်ချပါအေးစိတ်ပြရလိမ့်မယ်နော်တရားလိမ့်မယ်နော် တရားလေး အားမဘူးနဲ့ အားမဘူးနဲ့ ငါမောင်လေးအတွက်ငါတာဝန်ကြည့်ပါရဲ့နော် တောင်းကြည့်ပါလေအေးစိတ်တရားလိမ့်မယ်တရားလိမ့်မယ်အာဖြစ်လို့စီတရားတာမှနော်ဒီစီပါလေမောရောက်နေပြီဒီကြည့်လိုက်ပါမလားနေပြီ မမ နော် မမောင်လေးရောက်လာပြီလေမဘာဖြစ်တာလဲမ ဟောငါမောင်ရောက်လာပြီဟောမမောင်လေးကိုမာစားရှိလို့ မလေးမဘာမှလည်းမမောင်လေးပြော မောင်လေးတက်လေးမအဖပုံစီမှာပစ္စည်းတွေအထားခဲ့တယ်နော်မောင်လေးလိုရတော့ မလိုပါဘူးမရဲ့မောင်လေးတော့အဲ့ဒါကြီးမလိုဘူးမမအသက်ရှင်နေရပြီမောင်လေးတော့ကနော် ဟုတ်တယ်တကယ်ကြီးဒါဒီဘာမှမလုံးလေနော်ကဲနော် မမနဲ့လူနေရတာကိုပြောတယ်မမနော်မဘာမှဖြစ်စရာဘူးနော်မမောင်လေးခေါ်လာကြလာမမအဲ့ဒီမောင်ဦးလေးလောက်ပါဦးခေါ်လို့မရတော့ဘူးမမ နဲ့နေတေးကြီးအောင်ကြည့်လို့ပါဦးနဲ့တကယ်ကြီး မနိုင်ဝါရေ အမသိဘူး မရေ အမောရေငါမဆောင်းသွားပြီနဲ့ မ တကယ်ကြီး မပြောတော့ နဲ့ မင်းတို့မောင်လေးမင်္ဂလာတောင်းကြရင်ရှင်းသွားတယ်လမ်းလျှောက်ပါဆို ပြဆိုလိုက်တာတကယ်ကြီးရဲ့ဒီမောင်လေးစိတ်မချဘူးဆိုဟမ်ဒီမောင်စိတ်မချဘူးဆိုမင်္ဂလာဆောင်ငါရှေ့သွားမယ်ငါတပေါ်မနေပြောခဲ့တာလေသူငါတို့ဘယ်လိုလဲဆောင်းပါလဲကိုတို့ဘာလောက်အောင်လဲထောင်း မပြောတော့မောင်လေးကိုမင်္ဂလာတောင်းကြရင်ရှင်းသွားနေပြီးတော့လမ်းလျှောက်ပြမှာဆိုမောင်လေးကကြားလာလို့မ